ဒီရုပ်ထဲမှာနာမ်တွေကရှိနေတာလားနာမ်ထဲမှာရုပ်တွေကရှိနေတာလားလို့ပြောရင်မရှိဘူးရုပ်ကလည်းနာမ်ကိုမမြင်ဘူးနာမ်ကလည်းရုပ်ကိုမမြင်ဘူးနှစ်ခုပေါင်းလို့ဆိုပါစို့ကဲနာယီလက်တံလေးကနေပြီးတော့ तू ကကဏန်းကလေးတွေကိုပြတယ်လက်တံရှည်ကတစ်မျိုးပြတယ်လက်တံတိုကတစ်မျိုးပြတယ်အဲ့ဒီလက်တံကလေးတွေကငါ9နာရီခွဲအချိန်10နာရီခွဲအချိန်ငါပြနေတာပါလားလို့သိရလားသူတို့မသိပါဗျာငါလက်တံလေးဟာအခုရှစ်ခဏန်းပေါ်ရောက်နေပါလားလို့သိလားမသိနိုင်ပါမသိဘူးအဲ့ဒါလိုပဲလူရဲ့ရုပ်မှာဘာမှမသိဘူးဘာမှမသိဘူးမှန်လားပါဗျာဆိုပါစို့ဘုန်းကြီးတို့တွေစဉ်းစားကြည့်အိယာပေါ်လှဲ့အိတ်လက်အိတ်နေတဲ့အခါကျတော့ contemplation လုပ်เสียဒါလည်းကပ္ပထမ်းမယ်အိယာပေါ်လက်အိတ်ရင်ကနေပြီးတော့စဉ်းစားကြည့်အိယာကြီးကငါပေါ်မှာဒီလူလက်အိတ်နေပါလားလို့အိယာကသိရလားမသိပါဘူးဗျာမသိဘူးလူခန္ဓာကိုယ်ကြီးကလည်းငါအိယာပေါ်လှဲနေတာပါလားလို့ तू သိရလားမသိပါဘူးဗျာသိတာကနံလေးကသိနေတာမှန်လားပါဗျာနံကလေးမရှိဘူးဆိုရင်ဘယ်သူမှမသိတော့ဘူးနံကသိနေတာအဲ့တော့သဘာဝနှစ်ခုမတူဘူးဆိုတာကိုထင်ရှားတယ်နော်မှန်လားပါဗျာမသိကြဘူးအဲ့တော့မသိတဲ့အရာနှစ်ခုပေါင်းစပ်ပြီးတော့လှုပ်ရှားနေတာလို့ဒီလိုတွေ့ရအဲ့တော့နံတရားတွေဟာဘုန်းကြီးတို့တွေစဉ်းစားကြည့်မယ်ဆိုရင်နင်းစိတ်တွေဘယ်မှာရှိတာတော့ငါပိုက်ထဲမှာရှိတာပေါ့ကွာလို့ပြောကောင်းပြောကြလိမ့်မယ်ရှိမရှိဘုန်းကြီးတို့စမ်းသပ်ကြည့်နော်စိတ်တွေဟာနန်းရုပ်ထဲမှာတကယ်ရှိနေတာဟုတ်ကလားလို့ဆိုတာကိုကဲဥပမာလေးတစ်ခုနဲ့ကြည့်အောင်ပီယာနိုတီးတဲ့လူတွေပေါ့ပီယာနိုထဲမှာသချင်းတန်တွေစတိုလုပ်ထားသလားလုပ်ထားပါဗျာဒါပေမဲ့တီးမယ်ဆိုရင်သချင်းတန်အမျိုးမျိုးထွက်နိုင်တယ်မဟုတ်လားတီးတဲ့ပုဂ္ဂိုလ်ကတီးတဲ့အတိုင်းသချင်းမျိုးစုံတီးလို့ရတယ်နော်မှန်ပါဗျာအဲ့ဒါတွေကဒီခလုတ်ထဲမှာအဲ့ဒီဟာတွေရှိနေလားမရှိပါဘူးမရှိဘူးမရှိဘဲနဲ့ဘယ်ကရောက်လာအကြောင်းဆုံလို့ရောက်တာနော်မှန်ပါဗျာတီးတဲ့လူနဲ့သူအကြောင်းတရားဆုံပြီးလို့ရောက်တာမှန်ပါဗျာအဲ့ဒီသဘောတိုင်းပဲဒီအတန်လေးကဒီထဲမှာရှိနေတာမဟုတ်ဘူးရှိနေတာမဟုတ်ဘဲနဲ့ရှိနိုင်တဲ့အနေထားသာရှိတယ်ရှိနေတာမဟုတ်ဘူးရှိနေတာမဟုတ်ဘဲနဲ့အကြောင်းကြောင့်ဖြစ်ပေါ်လာတယ်လို့ဒီလိုဆိုဟေတုံပဋိစ္စတံဘူတာတဲ့အကြောင်းတရားတွေကြောင့်ဖြစ်လာတာမှန်လားပါဟေတုဘင်္ဂာနေရုစတိအကြောင်းတွေပြတ်သွားရင်သူတို့ပြတ်သွားရောမှန်လားပါဗျာအဲ့ဒီသဘောကိုသိချစဉ်းစားကြည့်ဒါကြောင့်မို့ကဲစိတ်နဲ့ရုပ်ကလေးဖြစ်လာပုံကိုကြည့်အောင်ဒါစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်တရားကမြတ်စွာဘုရားကလက်တွေ့သိနိုင်တဲ့တရားတွေကိုဟောတာဖြစ်သောကြောင့်လူတွေကတတိမမူမိတာကများပါတယ်လက်လန်းမမိတာမဟုတ်ဘူးလက်လန်းမိတယ်ကဲဘုန်းကြီးတို့တွေမျက်လုံးလေးဖွင့်လိုက်တာနဲ့တပြိုင်နက်မြင်စရာအာယုန်တွေကိုမမြင်ဘူးလားမြင်ပါတယ်ဗျာမြင်တဲ့အခါကျတော့မြင်တာကိုသိတဲ့စိတ်ကလေးရောမလာဘူးလားလာပါတယ်ဗျာလာတယ်ကြည့်မြတ်စွာဘုရားကသုတ်တန်နေမှာသက္ခုဇပတိသရူပေသဥပ္ပဇတိသက္ခုဝိညာဏံကိုမျက်လုံးလေးပဲကိုပြန်ကြည့်နော်မှန်လားပါဗျာသက္ခုဇမျက်စိလို့ဆိုရဲသက္ခုပတာရအကို၎င်းရူပေသမျက်စိဖြင့်မြင်ရတဲ့အဆင့်အာယုန်တို့ကို၎င်းပတိသအစွဲပြု၍သက္ခုဝိညာဏံမြင်သည့်စိတ်ကလေးသည်ဥပ္ပဇတိဖြစ်ပေါ်၍လာရ၏တဲ့ဟောမြတ်စွာဘုရားဟောတာဒါလေးကဖြစ်လာတာတဲ့ရှိနေတာမဟုတ်ဘူးလို့ဆိုလို့တယ်မှန်လားပါဗျာဥပမာပဲဘာနဲ့တူတော့ဆိုရင်စီကလေးကိုဒုံးနဲ့ရိုက်လိုက်တဲ့အခါစီသံထွက်လာသလိုပဲစောင်းကလေးကိုလက်ကလေးနဲ့ကြီးလိုက်တဲ့အခါစောင်းကြိုးတဲ့ကအတန်လေးထွက်လာသလိုပဲတဲ့မှန်လားပါဗျာမိချစ်ဖူးလေးကိုကောက်ပြီးတော့ချစ်လိုက်တဲ့အခါမိကလေးပေါ်လာသလိုပဲတဲ့ဟောအကြောင်းကိုဆွဲပြုတ်ပြီးတော့ဖြစ်တဲ့သဘောနော်မှန်လားပါဗျာမျက်စိနဲ့အစင်းအာယုံဆုံလိုက်တာတိုက်ခိုက်မှုတစ်ခုပဲမှန်လားပါဗျာတိုက်ခိုက်လိုက်တဲ့အခါကျတော့မီးပွင့်သွားတယ်လို့ပဲအာယုံတစ်ခုပွင့်လာစိတ်ဓာတ်ပွင့်လာအဲ့ချက်မှာပေါ်လာဆိုတော့နောက်တစ်ခုပြောမယ်ဆိုလို့ရှိရင်မိုးချိန်တဲ့အခါမှာလျှက်စီးလက်ထားတွေပါမြင်မှုကြလိုက်အဲ့ဒီမှာ
အပေါ်မှာဓာတ်နှစ်ခုတိုက်လိုက်တဲ့အခါကျတော့လျှက်စီးတွေပေါ်လာမှန်လားပါဗျာအဲ့ဒီလျှက်စီးတွေကအဲ့ဒီဓာတ်ထဲမှာရှိနေတာတော့မဟုတ်ဘူးသို့မဟုတ်တိုက်လို့ပေါ်လာမှန်လားပါဗျာအကြောင်းဆုံးလို့ပေါ်လာတယ်လို့ထို့တူပဲမျက်စိထဲမှာမြင်သိစိတ်ကလေးကငကောကရှိနေတာမဟုတ်ဘူးရူပယုံလေးနဲ့မျက်စိကလေးနဲ့ဆုံလိုက်တဲ့အခါမှာဓာတ်နဲ့ဆိုပေါ်လာလိုက်တာသူကဟောမှန်လားပါဗျာအဲ့ဒါကိုမြတ်စွာဘုရားကသက္ခုဇပတိစ္ဆရူပိစ္ဆဥပ္ပဇ္ဇတိသက္ခုဝိညာဏံဒိဋ္ဌံသင်္ကတိဖတ်တော်သက္ခုဝိညာဉ်လေးပေါ်လာတဲ့အခါအာယုန်နဲ့ဆက်သွယ်မှုလေးဖြစ်သွားတယ်ဖတ်တာပစ္စယဝေဒနာအတွေ့အကြုံလေးတစ်ခုရသွားတယ်အတွေ့အကြုံရလို့ရှိရင်ဝေဒနာပစ္စယတဏှာတဲ့ဒီအတွေ့အကြုံလေးကသဘောကျသွားရင်နောက်တစ်ခါလိုချင်လာပြန်ဟောမှန်လားပါဗျာဝေဒနာပစ္စယတဏှာပဋိစ္စသမုပ္ပါဒ်မှာအကြောင်းကျိုးတွေကအဲ့ဒါလို့ဆက်သွားတာနော်မှန်လားပါဗျာအဲ့တော့အဲ့ဒီထဲမှာမျက်စိဆိုတဲ့အဆင်းအာယုံလေးရဲ့မျက်စိဆိုတဲ့သက္ခုပ္ပဒါရာလေးရဲ့မျက်စိနဲ့မျက်စိပေါ်မှာလာပြီးတော့ထင်ဟပ်ပေါ်လွင်တဲ့အဆင်းအာယုံလေးရဲ့အဲ့ဒီနှစ်ခုဆုံစည်းလိုက်လို့ပေါ်လာတဲ့သက္ခုဝိညာဉ်စိတ်လေးရဲ့ကြည့်လိုက်မယ်ဆိုရင်မျက်စိဆိုတာရုပ်တရားမှန်လားပါဗျာသူကဘာမှမမြင်ဘူးသူ့ထဲမှာအယိတ်ထင်တာပဲရှိတယ်သူမမြင်ဘူးဆိုတာဘာကြောင့်သိနိုင်လို့ဆိုရင်သူကမှန်လို့ပဲဘာမှမဟုတ်မှန်ရှိလူသွားရရင်မှန်ထဲမှာအယိတ်ထင်မှာပေါ့မှန်လားပါဗျာဒါတော့ပဲသူကအယိတ်ထင်တာပဲရှိတယ်အဲ့ဒီထင်းလာတဲ့အယိတ်ကိုသိတာကြတာသက္ခုဝိညာဉ်စိတ်ကသိတာမြင်တာသက္ခုဝိညာဉ်စိတ်ကမြင်ရဒါကိုရုပ်ကမမြင်ဘူးအယိတ်ထင်ုံပဲထင်တယ်ဆိုတော့ဘုန်းကြီးတို့တွေမှန်ရှိသွားရတဲ့အခါကျတော့အဲ့ထဲမှာအယုတ်ကလေးပေါ်လာအယုတ်ကလေးပေါ်လာတာကိုကိုယ်ခန္ဓာကိုယ်ကြီးကမသိဘူးသိတာကစိတ်ကပဲသိတယ်မှန်ကြီးကလည်းမသိဘူးနော်ငါအထဲမှာအယိတ်ကြီးပေါ်နေပါလားလို့မှန်ကလည်းမသိဘူးမှန်ထဲမှာပေါ်နေတဲ့အယိတ်ကြီးကလည်းငါမှန်ထဲမှာပေါ်နေပါလားလို့မသိဘူးသိတာလေးကစိတ်ဟောထို့တူပဲမျက်စိလို့ခေါ်တဲ့သက္ခုပ္ပဒါရရဲ့မျက်စိပေါ်မှာလာထင်ဟပ်တဲ့ရူပယုံဆိုတဲ့အဆင်းအာယုံရဲ့အဲ့ဒီနှစ်ခုဆုံလိုက်တဲ့အခါကျတော့မှမြင်သိစိတ်လေးရဲ့ဘွားကနေဖြစ်လာတာတဲ့အဲ့ဒီမြင်သိစိတ်ကလေးကနန္တရားမျက်လုံးလေးကယုတ်တရားမျက်စိနဲ့မြင်ရတဲ့အဆင်းအာယုံလေးကယုတ်တရားဟောယုတ်နဲ့နာနဲ့နှစ်ခုကွဲမသွားဘူးလားထို့တူပဲအတန်နဲ့နာနှာခေါင်းနဲ့အနံ့ထမင်းစားရင်လည်းစဉ်းစားကြည့်ပေါ့ထမင်းစားရင်ကိုယ်အစာစားရင်လည်းစဉ်းစားကြည့်ဘာလေးဖြစ်ဖြစ်တစ်ခုစားတဲ့အခါကျကြည့်ရှားပေါ်ရောက်သွားရင်ဆိုပါစို့ကိတ်မုံကလေးစားလိုက်တယ်ကိတ်မုံကလည်းငါရှားပေါ်မှာငါချိုးတယ်ဆိုတာကိတ်မုံကလည်းမသိဘူးရှားကလည်းကိတ်မုံလေးကချိုးတာလို့မသိဘူးကိတ်မုံနဲ့ရှားနဲ့တွေ့တဲ့အခါမှာစိတ်ကလေးပေါ်လာတော့စိတ်ကလေးကသိတာမှန်လားပါဗျာချိုးတယ်ခါတယ်ဆိုစိတ်ကလေးကသိတာရှားကလည်းမသိဘူးမုံကလည်းမသိဘူးမှန်လားပါသူတို့ကယုတ်တရားတွေယုတ်တရားကမသိဘူးနံတရားကသိတယ်အဲ့ဒီနှစ်ခုပေါင်းစပ်တာအကယ်၍အဲ့ဒါလို့သိတယ်လို့ဆိုလို့ရှိရင်ဟုတ်လားသိသွားတဲ့လူလည်းသိနေမှာပေါ့မှန်လားပါသူ့မှာလည်းရှားရှိနေတာပဲလေမှန်လားပါမသိဘူးနံတရားမရှိတော့ရင်မသိတော့မပေါ်နိုင်တော့ဘူးနံတရားမှန်လားပါဗျအဲ့ဒီသဘောလေးတွေကိုနှလုံးသွင်းဆင်ခြင်တာဟာ contemplation လို့ခေါ်တယ်တဲ့တဘာဝတရားကိုဆင်ခြင်စဉ်းစားနေတာဒါလည်းအနုပဒနာပေါ့ဝိပဿနာကမ္မထံတရားအထုတ်တာမျိုးအသိဉာဏ်ဒါရအဲ့ဒါလို့ယုံနဲ့နံနဲ့ကွဲသွားပြီဆိုလို့ရှိရင်ငါသူတစ်ပါးယောက်ျားမိန်းမဆိုတဲ့မှားယွင်းတဲ့အတွေးတွေဟာလုံးဝပျောက်သွားမှန်လားပါဗျစိတ်ဟာဗိုက်ထဲမှာရှိနေတယ်ဆိုတဲ့အတွေးလည်းပျောက်သွားတယ်အကြောင်းကြောင့်ပေါ်လာတယ်ဆိုတာကိုသဘောပေါက်သွားတယ်အဲ့ဒါလို့သဘောပေါက်သွားတာနဲ့တပြိုင်နက်ဒိဋ္ဌိဝိတ္တုဆိုတာရသွားတယ်အဲ့ဒီဒိဋ္ဌိဝိတ္တုဖြင့်ဘာအမြင်မှားကိုဖယ်ရှားတယ်လဲလို့ဆိုရင်ခန္ဓာကိုယ်ကြီးကိုငါလို့ထင်နေတဲ့အတွေးတွေကိုဖယ်ရှားပြတယ်သူကတက္ကာယဒိဋ္ဌိလို့ခေါ်တာပေါ့ကိုယ်ခန္ဓာကိုယ်ကြီးနဲ့တက္ကာယဆိုတာကာယဆိုတာခန္ဓာ၅ပါးကိုပြောတာကိုယ်ခန္ဓာကြီးပေါ့ကိုယ့်ရဲ့ခန္ဓာတကယ်ရှိနေတာကခန္ဓာရှိနေတဲ့ခန္ဓာကြီးပေါ်မှာ round view လို့အထင်လွဲနေတဲ့အထင်မှားနေတာကြီး